အားလုံးနေကောင်းကျန်းမာကြရဲ့လားရှင်ဒီနေ့ကျူလိုက်သတင်းတစ်ပုဒ်လာပြောပြတယ်ဒီသတင်းကတော့မြန်မာနိုင်ငံသားအဖွဲ့လိုက်ထိုင်းစက်ရုပ်တရုံမှာမီးကျိုးဝင်ခိုးတဲ့အမှုပါထိုင်းနိုင်ငံချွန်ပူလီမြို့မှာဖြစ်သွားတာပါ4ရက်နေ့6လပိုင်း2026မနက်တနာရီမိနစ်50မှာမီးကျိုးဝင်ခိုးနေတဲ့ဗီဒီယိုတွေ့ပါလိမ့်မယ်အဲ့ဒီဗီဒီယိုထဲမှာမြန်မာလူပြောနေပါတယ်မှန်ချဟဲ့အောင်ဘာဖြစ်နေတာလဲဆိုတဲ့စကားလုံးတွေလည်းကြားရပါမယ်သူတို့ခိုးသွားတဲ့မီးချိုးရဲ့တန်ဖိုးကဘတ်ငွေ6သိန်းနဲ့ညီမျှတာမီးချိုးဝင်ခိုးတဲ့အချိန်မှာပထမကကားဖိုးကြီးဒီမျိုးအမိုးပွင့်ကားလေးတစ်စီးအဖြူရအကြီးရဲ့စောင့်နေတယ်မီးချိုးခွေတင်ဖို့ပြီးတော့နောက်ထပ်ငွေရောင်ကားလေးတစ်စီးဝင်ခဲ့တယ်မီးချိုးနောက်ထပ်ဥစ္စာတွေကိုတင်ဖို့ပြီးတော့သူတို့တွေကကားမောင်းပြီးထွက်သွားတယ်ထုံးစံတိုင်းရဲတွေကမိကိုကြော့လျှောက်လိုက်ပြီးမိကိုကြော့လျှောက်လိုက်တဲ့အချိန်မှာကားသူတို့တန်တရားဖြစ်တဲ့ကားကိုချက်ချင်းရက်ခိုင်းတဲ့ဗီဒီယိုထဲမှာချက်ချင်းရက်ခိုင်းပြီးတော့ဒီကားပေါ်ကနေပြီးတော့ရဲတွေကမင်းစင်းရဲ့အဲ့လိုမျိုးတင်ချက်ပြောတော့ဟိုကောင်လေးကဒီပါလဲမသိချင်အောင်ဆောင်းတာလားဘလို့မျိုးလည်းမသိသူမသိတဲ့ပုံစံလုပ်ပြီးတော့ရဲတွေကိုနားမလဲတဲ့ပုံစံဖမ်းပြီးတော့ကြောင်တောင်လေးကြည့်နေတယ်ရဲတွေကတော့စင်းငယ်လောဝတန်တရားမိတယ်ကားကိုဖွင့်လိုက်တဲ့အချိန်မှာကားထဲမှာကကြတော့ကိုရဲထက်ဝေအသက်34နှစ်ကိုရဲထက်ဝေအမျိုးသမီးရဲ့အမနဲ့ကလေးတွေကားထဲမှာပါခဲ့တယ်ရှင်ဒီကိုရဲထက်ဝေကထိုင်းလို့မရတော့ထိုင်းတာဝန်ရှိအရာရှိရဲတွေကပူလီထိုင်းလန်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်မင်းပါလို့လဲမင်းသိချင်လားငါဗီဒီယိုဖွင့်ပြရမလားဆိုတာကရဲကသူ့ကိုမေးခဲ့တယ်ရှင်သို့ပေမဲ့ तू ကထိုင်းလို့မတက်တာလားဘာလဲတော့မသိဘူး तू ဘာမှပြန်မပြောထားဘူးရဲတွေကတော့ဒီတယောက်မိသွားပြီးဆိုတော့နောက်တယောက်တွေကမင်းရဲ့အဖွဲ့ဝင်တွေကဘသူတွေလဲဗမာလဲဆိုတာမေးတယ်နောက်ထပ်အဖွဲ့ဝင်ကတော့ကိုစိုင်းတင်အောင် तू ကကြတော့ပထမကားမောင်းသူပေါ့နော် तू ကအသက်29နှစ်နောက်ပြီးတော့ဝီကာဆိုတဲ့အကောင်လေးအသက်18နှစ်နဲ့ရဲကိုလင်းအသက်34နှစ်တို့နဲ့အတူသူတို့ကခိုးယူခဲ့ပါတယ်ရှင်သူတို့တွေကအကုန်လုံးဒီမြန်မာအလုတ်သမားတွေဖြစ်ပါတယ်သူတို့ကဒီမှာအလုတ်လာလုတ်တဲ့အလုတ်သမားတွေပါကျန်တဲ့လူတွေကြတော့မမိသေးဘူးရဲတွေကအခုလိုက်နေတော့ပဲပေါ့နော်သူများအိမ်မှာကိုရမိဘအတွက်ငွေရှာတာဖြစ်စေကိုရမိသားစုအတွက်ငွေရှာတာဖြစ်စေသူများအိမ်မှာလာလုတ်တာဖြစ်တဲ့အတွက်သူများတစ်ပါးသူနိုင်ငံသားမကူညီနိုင်ခဲ့ရင်တောင်မှမနှောက်ယှက်တဲ့သူဖြစ်ပါစေအားလုံးပဲနေကောင်းကြပါစေရှင်